နော်အေးကျွန်တော်လည်းလာဖိုင်းညနော်ကျွန်တော်ကငိမ့်အတွက်လုပ်နေတာကျွန်တော်ကအချမ်းဖက်အားပေးလည်းမဟုတ်ဘူးအချမ်းမဖက်လမ်းစဉ်ထွန်းကားလာဖို့ကျွန်တော်ပြောနေတာကျွန်တော်တယောက်တည်းပြောမနိုင်တော့အမဆုကိုကျွန်တော်အကူအညီလိုချင်နေတာကျွန်တော်သဘောကဒါပဲနော်အမဆုလွတ်မြောက်လာပြီးအချမ်းမဖက်လမ်းစဉ်ဆိုရင်အမဆုဆိုပြောနိုင်ဆုံနိုင်တယ်နော်အမဆုမှာအဲ့လိုအရေးချင်းရှိတယ်နော်ဘူးလက်ကြီးကအမဆုမှာ0အရေးချင်းမရှိဘူးဗိုလ်ချုပ်သမီးဖြစ်လို့နော်ဗိုလ်ချုပ်သမီးမဟုတ်ရင်ဟာလားအမဆုသူခေါ်တာတော့ဒေါ်စုကြည်ရဲ့အရေးချင်းပေါ့နော်သူပြောတာဒေါ်စုကြည်အရေးချင်းက0ခင်ဗျားမှ0ခင်ဗျားမှဘာအရေးချင်းမှမရှိဘူးခင်ဗျားအဲ့ဒေါ်စုကြည်လို့ပြောနိုင်တဲ့အရေးချင်းရှိလားအဲ့ဒီအရေးချင်းမရှိဘူးဘူးလက်ကြီးဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီလိုအရေးချင်းရှိတဲ့အမျိုးသမီးကြီးမြန်မာပြည်မှာအဲ့ဒီအရေးချင်းမျိုးသူတူပဲရှိတယ်ဒါကြောင့်ဒီတိုင်းပြည်မှာအကြမ်းမဖက်တဲ့ဟုတ်လားတရားထွန်းကားအောင်နိုင်ငံရေးပြဿနာကိုအကြမ်းမဖက်တဲ့တရားဆိုတာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းတာအဲ့ဒီဟာကိုအမဆုကလွတ်မြောက်လာပြီးတော့အမဆုကဟုတ်လားစီယုံဟောပြောပေးမယ်ဆိုရင်အများကြီးအခြေအနေကပိုကောင်းလာမှာကျွန်တော်ကအမဆုကိုအကူအညီလိုနေတာကျွန်တော်တို့လည်းပြောမနိုင်ဘူးကျွန်တော်သိလာပြီဒါကျွန်တော်ကနှစ်ပေါင်းများစွာဒီအကြမ်းမဖက်ရေးလမ်းစဉ်ထွန်းကားဖို့ဆိုကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်စာတွေဖြတ်စာတွေရေးကျွန်တော်စရိတ်နဲ့ကျွန်တော်သွားကချင်ပြည်နယ်သွားရှမ်းပြည်နယ်သွားကရင်ပြည်နယ်သွားအကုန်လုံးလိုက်လျှောက်သွားပြီးတော့เนาะအစိုးရသိပါတယ်เนาะကျွန်တော်လောက်တာအစိုးရနဲ့တိုင်ပင်တာမဟုတ်ဘူးမဲ့ကျွန်တော်ရောက်တဲ့နေရာတွေမှာစာရဖားတို့ SB တို့အကုန်လုံးတို့မှတ်တမ်းယူလာတယ်เนาะကျွန်တော်လောက်ခဲ့တယ်အများကြီးဒါပေမဲ့ကျွန်တော်ကအစွန်းစအမဆုနဲ့ရှင်လိုက်ကျွန်တော်မှဘာမှအစွန်းစမရှိဘူးเนาะအမဆုကကျွန်တော်ထက်เนาะအများကြီးတာเนาะအမဆုတယောက်ရဲ့အင်အားဟုတ်လားမြန်မာလူမျိုးတန်း90ရဲ့အင်အားပဲသူတယောက်ရဲ့အင်အားအဲ့ဒီအင်အားကိုသူရတာเนาะသူတယောက်ရဲ့အင်အားဒီမြန်မာလူမျိုးတန်း90အင်အားနဲ့တူပဲเนาะလူတယောက်အင်အားအဲ့ဒီအင်အားကိုယူရမယ်တိုင်းပြည်ငြိမ်းချမ်းရေးအတွက်အမဆုရဲ့အင်အားကိုယူရမယ်အမဆုကလည်းလှုပ်ပေးပါအမဆုကဒီကိုယ့်ရဲ့အသက်ရှင်တော့အမဆုကလှုပ်ပေးပါကျွန်တော်ရှစ်ခိုးတောင်းပါနဲ့နော်အမဆုလည်းကျွန်တော်ရှစ်ခိုးတောင်းပါနဲ့နော်အမဆုလည်းလွတ်လာရင်ဒါလေးလှုပ်ပေးပါအမဆုရဲ့နော်ကျွန်တော်တို့တွေမသေးခင်လေးမှာဒီတိုင်းပြည်ငြိမ်းချမ်းတာကျွန်တော်တို့မြင်ကျင်တယ်နော်အမဆုတို့အကိုလှိုင်တို့မကွဲလွန်ခင်မှာငြိမ်းချမ်းအောင်လှုပ်ပေးခဲ့ပါဒီတိုင်းပြည်ကိုနော်ဒီတိုင်းပြည်မှာအကြမ်းမဖက်ရေးတရားတွေထွန်းကားလာအောင်နော်လှုပ်ပေးခဲ့ပါဒါကိုကျွန်တော်လွတ်မြောက်စေခြင်းနဲ့ဒါကိုလည်းအဲ့ဒီအမျိုးဘာသာသာသနာတွေကဒီအမဆုလွတ်မြောက်အောင်ပြောလို့ကျွန်တော်ထောင်ထဲထည့်ခြင်းများနဲ့တော်တော်ဆိုးတဲ့အမျိုးဘာသာသာသနာခင်ဗျားတို့အမျိုးဘာသာသာသနာနဲ့လည်းမတန်ဘူးတော်တော်ဆိုးတဲ့အမျိုးဘာသာသာသနာအမဆုကိုလွတ်ဖို့ပြောလဲသူတို့ကထောင်ထဲထည့်ကျွန်တော်ခင်ဗျားတို့ကအမျိုးဘာသာသာသနာဆိုတာမေတ္တာထားရမယ်လေခင်ဗျားတို့အမဆုပေါ်မေတ္တာမထားနိုင်ဘူးလားခင်ဗျားတို့ကမေတ္တာတရားပါလဲအဲ့တော့ခင်ဗျားတို့ကဘာသာသာသနာမတန်ဘူးလောကဘာသာသာသနာကိုလာမပြောနဲ့အဲ့ဒီအမျိုးဘာသာသာသနာတွေနော်လာမပြောနဲ့ခင်ဗျားတို့ကလူတိကောင်းတိုင်းပြည်ကြီးကိုကဲတင်နိုင်တဲ့လူတယောက်လွတ်မြောက်လာအောင်မလိုချင်ဘူးဆိုတော့ခင်ဗျားတို့ကဒီတိုင်းပြည်ကိုဒုက္ခရောက်စေချင်တာလားဒီတိုင်းပြည်ကလူတွေကိုသေစေချင်နေတာလားအမျိုးဘာသာသာသနာတွေအမဆုလွတ်မြောက်လာရင်တိုင်းပြည်ကိုကဲတင်ဖို့ကျွန်တော်ကပြောနေတာအဲ့ဒါကိုအမဆုကိုလည်းမလွတ်နဲ့ငါမင်းဆုကိုလည်းထောင်ထဲထည့်ဆိုတော့ခင်ဗျားတို့အမျိုးဘာသာသာသနာဘာတွေလဲလူတွေသေအောင်ခင်ဗျားတို့လုံနေတာမတူဘူးလားခင်ဗျားတို့မေတ္တာတရားသွားပြီး